မင်္ဂလာပါကျွန်မမြတ်သိမ်းကျော်ပါရှင်ဒီနေ့ဘာလေး share လုပ်ပေးခြင်းလဲဆိုတော့ဒီကျွန်တော်တို့ဒီကိုရီးယားကိုရောက်တဲ့အချိန်မှာပေါ့နော်ကျောင်းလာတက်မဲ့သူလေးတွေကမိကြတယ်ဒီကိုရောက်လို့ရှိရင်တစ်လကိုအနည်းဆုံးအခြေခံ30ကဘယ်လောက်ကုန်တာလဲသူတို့တွေဘယ်လောက်စဉ်းစားပြီးတော့တွက်ချက်ပြီးတော့ယူခဲ့ရမလဲဆိုပြီးတော့လာမိထားကြရဲ့အမကြီးလည်းရှိတယ်ညီမလေးကြီးလည်းရှိတယ်ပေါ့နော်အဲ့ဒါလေးအတွက်ပတ်တူးအနေနဲ့ပြန်ပြီးတော့ဖြည့်ပေးခြင်းပါတယ်ရှေ့မှာကတော့ဒီရွေးချယ်မှုအနေနဲ့အခြေခံလိုအပ်တဲ့အရာလေးတွေပြောပြခဲ့ပေါ့နော်အခုကတော့ကျွန်တော်လက်ရှိကုန်ကြတဲ့ကုန်ကြစရိတ်ကိုဒီတေးအနေနဲ့ပြောပြပေးမှာပေါ့နော်အဲ့ဒါလေးကတော့လုံးဝအပိုမဟုတ်ဘဲနဲ့တေချာပေါက်ကုန်မဲ့ဥစ္စာလေးပေါ့နော်ဒီခံမှန်းတွက်ချက်လို့ရအောင်လို့မို့ပေါ့နော်ပထမဆုံးကျွန်တော်တို့ပါကုန်ပါလဲဆိုတော့ဒီနေတဲ့ဥစ္စာပေါ့နော်ကိုရှူမှနေမှာလားအကြောင်းဆောင်မှနေမှာလားဒီအခန်း1 room မှနေမှာလားပေါ့နော်အဲ့တော့တကယ်လို့ကိုရှူမှနေရဲဆိုလို့ရှိရင်3သိန်းကနေ4သိန်း5သိန်းပတ်ချလဲအတွင်းမှာရှိရယ်အဲ့တော့ဒီ1 room မှနေမယ်ဆိုလို့ရှိရင်ကိုငားတဲ့ဟာပုံမူတည်ပြီးရှိမယ်ပေါ့နော်အဲ့တော့အခုလက်ရှိကျွန်တော်ကတော့1 room မှနေရဲ့အတွက်ကြောင့်မို့လို့ကျွန်တော်လက်ရှိပေးရတဲ့ဥစ္စာကိုလေးနဲ့ကျွန်တော်တွက်ပြပေးမယ်ပေါ့နော်အဲ့တော့ one room မှာကျွန်တော်က9သိန်းခွဲပေးရတယ်ပေါ့နော်အဲ့ထဲမှာကရေဖို့မီးဖို့sorry လက်ရစက်ခမပါဘူးပေါ့နော် gas ဖို့ပါတယ်ရေဖို့ပါတယ်နောက်ပြီးတော့ကျတော့ရေဖို့ပါတယ် gas ဖို့ပါတယ်ဒီ wifi ပါတယ်ဒီပစ္စည်းတွေပါတယ် quality ပါပြီးသားပေါ့နော်အဲ့ဒါတွေကပါပြီးသားပေါ့အဲ့ကြတော့ကျွန်တော်ကဒီမီတာကပဲထပ်ပေးရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ပထမဆုံးစပြီးတော့ကုန်တဲ့ဥစ္စာကအိမ်လာကပါအိမ်လာက9သိန်းခွဲကုန်ပါတယ်9သိန်းခွဲပေါ့နော်အဲ့တော့အိမ်လာက9သိန်းခွဲအဲ့တော့အိမ်လာက9သိန်းခွဲပေါ့နော်အိမ်လာက9သိန်းခွဲရဲ့နောက်တစ်ခုကကြတော့ဒီနောက်တစ်ခုကဒီ charges transportation ပေါ့နော်ကျွန်တော်ကအိမ်ကနေပြီးတော့ကျောင်းကိုသွားမယ်ဆိုလို့ရှိရင်4ဘူတာလောက်သွားရတယ်4ဘူတာ4ဘူတာလောက်သွားရတယ်အဲ့အတွက်ကြောင့်မို့လို့နေ့စဉ်သွားရတဲ့ transportation charges ရှိရပေါ့နော်အဲ့အတွက်ကြောင့်ကျွန်တော်ကတော့ဆိုးမြို့ထဲမှာဆိုလို့ရှိရင်သူက unlimited လုပ်လို့ရတယ်ပေါ့နော်အဲ့တော့အဲ့ဒီဟာကရောက်ခါသားဆိုလို့ရှိရင်အဲ့ဒါက6200ကျပါတယ်6200ဒီ ID ကတ်ထွက်လာပြီးသွားရင်တော့ ID ကတ်နဲ့အဲ့ကတ်ကိုချိန်လိုက်ပြီးဆိုလို့ရှိရင်တော့သူက9000ခွဲပဲကြာတော့တယ်ပေါ့နော်အဲ့တော့ကျွန်တော်အဲ့ဒါကို6200နဲ့တွက်ပေးထားတယ်နောက်တစ်ခုကစားစရိတ်ပေါ့စားစရိတ်မှာကစားစရိတ်မှာဆိုလို့ရှိရင်ဆန်ပေါ့နော်ဆန်ဆိုရင်100 kg တအိတ်ဆိုရင်လို့ရှိရင်တလားကြော်လောက်တော့စားရမယ်ပေါ့နော်အဲ့တော့အဲ့ဒါက3000ခွဲလောက်ရှိပါတယ်အဲ့ဒါလေးက3000ခွဲလောက်ရှိပါတယ်နောက်ပြီးတော့ကိုကဈေးတွေပါသွားမယ်ဆိုလို့ရှိရင်တစ်ပတ်ကိုအနည်းဆုံး2000လောက်ကုန်တယ်ဒါတော့ကျွန်တော်ဟင်းနေပါတယ်တိတ်ပြီးချက်စားတဲ့အထဲမှာမပါဘူးပေါ့နော်အဲ့တော့တစ်လကို4ဘက်နဲ့တွက်မယ်ဆိုရင်8000အနည်းဆုံးပေါ့နော်ဒါကျွန်တော်ပြောရတာကြီးအကုန်အနည်းဆုံးနေကြီးပဲပေါ့နော်အဲ့ဒါရဲ့နောက်တစ်ခုမဖြစ်မနေဆောင်ရမှာကအာမခံကျမရဲ့အာမခံကရောက်ခါစားတော့ကကျွန်တော်တို့3သိန်းခွဲပတ်ချလဲလောက်ဆောင်ခဲ့ရတယ်လားစဉ်နေနဲ့ဆိုရင်တော့9000ကျော်8000နီးပါးလောက်မို့လို့ကျွန်တော်ဒီကတော့8000နေနဲ့တွက်ထားရပေါ့နော်အဲ့လေးက8000နောက်ပြီးတော့ကျတော့ကျွန်တော်မီတာကခုနကအခန်းငားတဲ့ဟာ9သိန်းခွဲမှာကအကုန်ပါပြီးသားဒါပေမဲ့မီတာကတစ်ခုပဲမပါအောင်မီတာကကျွန်တော်8000လောက်ပဲကြားတယ်မီတာက8000လောက်ပဲကြားတာဆိုတော့ကျွန်တော်ပို့လို့1000လောက်နဲ့အဲ့ဒီဟာလေးတွက်ထားပါတယ်နောက်တစ်ခုကရေပေါ့တောက်ပြီးကိုကလည်းဘူးနဲ့ဝယ်တောက်ရတာဆိုတော့ကျွန်တော်6ဘူးပါတယ်2လီတာပါတယ်6ဘူးပါတယ်တကက်ကိုတစ်ပတ်လောက်တောက်ရတာဆိုတော့အဲ့ဒီဟာဆိုရင်1000နေနဲ့ကျွန်တော်ထည့်တွက်ထားတယ်နောက်ပြီးတော့ဖုန်းပေပေါ့နော်ဖုန်းအိမ်က wifi မှာ wifi ပါပေမဲ့ကျွန်တော်လမ်းမှာတို့သုံးဖို့ internet ရယ်နောက်ပြီးတော့ကျတော့ဒီဖုန်းပြောဖို့အတွက်unlimited တို့ data sorry message ပို့တာတို့အဲ့ဟာတွေအတွက်ကိုကျွန်တော်လာစဉ် line ယူထားတဲ့ဟာကじゃ3000ကျော်ပေါ့နော်အဲ့အတွက်ကြောင့်အဲ့ဒါလေးကိုလည်းပို့လို့4000နဲ့တွက်ထားတယ်ပေါ့နော်အဲ့တော့
ကျွန်တော်အခုပြောတဲ့ဟာတွေပေါင်းလိုက်မယ်ဆိုလို့ရှိရင်ဘယ်လောက်ရှိလဲဆိုတော့8,000 သိန်း6,000 9,000ဆိုထားပါတော့8သိန်း9သိန်းနီးပါးလောက်ရှိတယ်အခြေခံအနေနဲ့ဆိုရင်တော့ကိုကဒါမုံစားတာမပါသေးဘူးဘာကြီးရသွားတိုက်စီဘာညာအဲ့လိုဝယ်တဲ့ဟာကြီးမပါသေးဘူးပေါ့နော်ဒါလုံးဝအသက်ထင်းကုန်မဲ့ဟာ10သိန်းလောက်ဒါကြီးကကုန်မဲ့ဟာပေါ့ဥမာကိုနေမဲ့အခန်းကဒီပရိဘောဂပစ္စည်းရပါပြီးသားလားရောက်ခါသားမှာဆိုရင်လေမပါသေးဘူးဆိုလို့ရှိရင်ရောက်ခါသားမှာဆိုအဲ့ဒီဟာကြီးကကုန်မယ်ဥမာကရင်အမွေရရှိလားနော်နေဖို့အတွက်အဲ့ဒီဟာကြီးရှိလားမရှိဘူးဆိုကိုကဝယ်ရမယ်ကြောင့်ဒေဦးတွေကိုကကိုနေရဲ့စီကထမင်းချက်လို့ရတယ်ဆိုရင်ဒေဦးတွေဝယ်ရမယ်ဒီလိုမျိုးဟာရှိရပေါ့နော်အဲ့တော့ကျွန်တော်အဲ့ဒါကြီးဘာမှထိမတွက်ထားဘူးလုံးဝအသက်တင်ဒီတက်ပြီးတော့နေတဲ့ဟာပေါ့နော်ပြောရမယ်ပစ္စည်းရတွေအကုန်ရှိပြီးသားအဲ့ဒါအောင်မှကိုကဝင်နေတဲ့ပုံစံမျိုးလေးကိုပဲကျွန်တော်တွက်ပေးထားတယ်နောက်ပြီးတော့ခါရောက်တော့ကြတော့အကြောင်းစိတ်တွေမပါထားဘူးအကြောင်းစိတ်တွေကများတော့အဖြစ်3လတို့6လတို့တွင်းခဲ့ပြီးသားဆိုတော့အဲ့အကြောင်းစိတ်တွေမပါထားဘူးနောက်ပြီးဒီဝယ်ရမယ့်ပရိဘောဂအောက်စာကြီးကျွန်တော်ဘာမှထိမတွက်ထားပဲနဲ့ဒီတိုင်းပဲတလားရဲ့ကုန်ကြစိတ်ကိုတွက်ပြထားဆိုအနည်းဆုံး10သိန်းလောက်တော့ကုန်ပါမယ်ကိုရီးယား10သိန်းလောက်ကုန်ပြီပေါ့နော်အဲကြောင့်ကိုကအနည်းဆုံး1လစာ2လစာ3လစာလောက်ယူလာနိုင်တော့အကောင်းဆုံးပဲ1လစာ2လစာလောက်က1လ2လလေးဟိုလက်ဒီလက်နဲ့ကုန်သွားတယ်ပြီးတော့ရောက်ခါစားဆိုရင်လိုအပ်လို့ဝယ်ရမယ့်ဟာတွေအများကြီးဥမာကိုကဆောင်းလာဒီမှာရောက်ခဲ့တယ်ဆိုလို့ရှိရင်နော်ဒီအောက်မှာအတွင်းမှာခံဝတ်တဲ့အသက်ကက်လေးတွေတို့ပေါ့အဲ့လိုမျိုးဟာတွေတို့ကြီးရသည်ဦးလို့နဲ့ကိုင်းညီဖို့အတွက်ဝယ်ရမယ့်အင်ဂျီတွေတို့အနှွေးတွေတို့ဒီလိုမျိုးဟာတွေရောရှိသေးရဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်အဲ့အတွက်ကြောင့်မို့လို့အဲ့ဒါတွေကျွန်တော်ဘာမှထိမတွက်ထားဘူးအသက်တင်ကုန်ကြမဲ့ဥစ္စာပေါ့နော်အဲ့တော့ဒါကကျွန်တော်က9သိန်းခွဲနဲ့တက်ထားလို့ပေါ့နော်တချို့တွေကကြောင်9သိန်းမှမဟုတ်ဘဲနဲ့ဒီတက်စီတက်တာတဲ့ဟာအခန်းတွေမှာ2သိန်း3သိန်းနဲ့ရမယ့်အခန်းတွေဆိုလို့ရှိရင်လေဒါဆိုရင်အစဒီထက်နည်းနည်းလျော့သွားမယ်ပေါ့နော်အဲ့လိုမျိုးကျွန်တော်ကတော့ဒီဘူတာနဲ့နေရဟာပေါ့လိုချင်တာအကြောင်းမို့လို့ပေါ့နော်ဘူတာနဲ့ဆိုကျွန်တော်9မိနစ်လောက်ပဲရှောက်ရတယ်အဲ့တော့နောက်ပြီးကျရင်သွားဒီမှာတောင်းနေများတော့ခါရောက်တော့တောင်းနေအရင်တက်ရတယ်အဲ့ကြနှင်းနေကြတဲ့ခါဆိုလို့ရင် slip ဖြစ်ပြီးတော့ကြာလဲနိုင်တာတွေပါရှိနိုင်နေပေါ့နော်အဲ့တော့အဲ့လိုမျိုးနေရလဲကျွန်တော်ကြောက်တဲ့အတွက်ကြောင့်မို့လို့အဲ့လိုမဟုတ်ဘဲနဲ့သွားရလာရတာမြေပြန်းနဲ့အဆင်ပြေနေအောင်ရွေးထားတော့နည်းနည်းရောဈေးများပြီမဲ့ရေရှည်အနေနဲ့ဆိုရင်ဒီမှာဆိုအနမ်းသက်တွေပါရလေကျွန်တော်ကအဆင်မပြေတဲ့အတွက်ကြောင့်အနမ်းသက်အဆင်ပြေအောင်ဒီလိုမျိုးဟာအများကြီးရွေးထားတာဖြစ်တဲ့အတွက်ကြောင့်နည်းနည်းတော့ကျွန်တော်ဥစားဈေးများလိမ့်မယ်ပေါ့နော်ဒါပေမဲ့ရေရှည်ကြည့်ပြီးတော့ကြတော့ရွေးစီချင်ပါတယ်တချို့တွေကဈေးတက်နဲ့နေပြီးတော့အဆင်မပြေပြီးတော့ကျမကြီးထိသွားတဲ့သူတွေလည်းရှိရေပေါ့နော်အဲ့တော့ကိုနဲ့လည်းအဆင်ပြေကိုရဲ့ budget နဲ့လည်းအဆင်ပြေကိုရဲ့ကျမကြီးလည်းမထိခိုက်အဲ့လိုမျိုးပုံစံမျိုးလေးတည်တည်ချာချာလေးရွေးချယ်ဖို့အတွက်ကျွန်မသိတဲ့လောက်လေး sharing လုပ်ပေးတာပါနောက်ဗီဒီယိုတွေမှာသိကြပါမယ်ရှင်အကြာကြီးပဲစောင့်လိုက်ရလို့လည်းအားနာပါတယ်ကျွန်တော်ဒီရက်ပိုင်းမှာနည်းနည်းနေမကောင်းတာရဲ့အလုပ်များနေရလေးကြောင့်ဗီဒီယိုရိုက်တာလေးနည်းနည်းကျဲနေရပေါ့နော်အဲ့တော့အကြာကြီးဆောင်ရတဲ့အတွက်လည်းတကယ်ကိုအားနာပါတယ်လို့ကျေးဇူးများတင်ပါတယ်ရှင်